ဗီဒီယိုကိုကြည့်နေတဲ့သူတွေလည်း follow like share comment လုပ်သွားနော် Hello ဒီနေ့တော်ပဲလားသမီးဒီနေ့တော် ဘာပြောရလဲ ဒီနေ့တော်ပဲလားအကွာဝဲတော်ပဲလား အပန်နဲ့ချိန်ကြည့်လေဒီနေ့တော်ပဲလားနော်မကြီးဟယ်လိုဒီကစက်တီကကောင်းပြီလားအရန်ကတ်လို့ရှိရင်အတန်းအဲ့လိုမျိုးဘော်ကန်ကြီးကလုံးဝသမီးကဟယ်လို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  Hello ဝင်လာသမီးအေးကောင်းတယ်သမီးဒါပဲ ဘာလဲ ကိုယ်တန်လောက်ဆိုဝင်လာ သမီးအဲ့ဒီကောင်ကနင်းကိုပောက်ကြရတွေပြောနေတာနင်းအပြိုလား ငါအပြုံမဟုတ်တော့လဲရှောင်းလာကြတယ်မင်းက ဒါတော့ကွာတကယ်ချင်းသိပြီးသားဥစ္စာပဲမင်းနဲ့ငါနဲ့မင်းရောက်ကရှာတော့ထားတဲ့ကောင်မဟုတ်ဘူး အမကြီးက ဒီမှာသမီးကိုဦးဒိန်းတော်ကအလိုလိုက်မှာနင်ငါနဲ့တာညာလို့ရှိရင်နင်းကိုအမြင့်မှထားမှာ အမဒါ ထားမင်းပေါ်မှာကျိုးနဲ့တုတ်ထားပြီမညာကားလေးမှစီးရင်လဲကြော်သူကားလေးဖုံးဆက်ပြီးမယ်ကျင်နာသူရဲ့တမလွန်သွားမလားပြောပါကွယ်စိုက်ကယ်လေးမှစီးရင်လဲလိမ်မြဝင်တိုက်တဲ့ဖိုးပြစိုက်ကယ်ဝယ်ပေးပါမယ်ကွယ်ချစ်တဲ့လေးကခေါင်းခါတယ်မပါကားမှစီးရင်တဲ့ကွယ်စီးရမှာပေါ့ချစ်သူရဲ့တရက်နှစ်ရက်သုံးရက်လောက်ဆိုမောင်မောင်မင်းကိုဇွဲကြိုးချပေးမယ် ကိုလေးတော့ဒီရှိတယ် ငါကြလို့မင်းရည်ကျင်တာငါသိတာကောငါလည်းရည်ကျင်တာ ဒီဘယ်လိုရှိလဲ ငါသဘောရရှာနေတာဘာမှမဖြစ်ဘူးခဏနေစနေမုံနဲ့နေရပါလေဒီမလေးကိုကြီးတော့နောက်တာစိတ်မရှိနဲ့စိတ်ရှိဖုံးဆက်လိုက်နော် အဲ့ဒီအမှုတွေပဲရှင်းနေတာဒီနေ့ ဩသမီးလူရှင်တော်ဆိုတာအဲ့လိုပဲကိုညမလေးတွေ ဟုတ်တယ် ကိုတူမအရွယ်လေးတွေလည်းအဲ့လိုထီရကန်ရတွေ့ရနဲ့လူရှင်တော်လောက်ကတကယ်တော့ကောင်းပါတယ် ဟာမကောင်းပါဘူး ကောင်းပါတယ်ကောင်းလို့မင်းလုံးနေတာမလားဓမ္မဘေးက တကယ်ပြောရင်ငရဲကြည့်တယ်ကွာ ဘာလို့ငရဲကြီးอ่ะ ဟုတ်တယ်လေကိုသားသမီးရွယ်လေးတွေကင်လိုက်တွေ့လိုက်နော်မင်းဆိုရင်မင်းကြည့်ကိုသမီးရွယ်ကိုတူမရွယ်လေးနောက်ပြီးတော့မစ္စည်းလေးကင်လိုက်လက်ကလေးကင်လိုက်ဖုံးလေးပဲကဲမင်းတက်တော့ညာသေးတယ် တချို့ကပြောတယ်လူရှင်တော်တွေသေလို့ရှိရင်တဲ့ငရဲပြေရောက်မယ်တဲ့ ဘာဖြစ်လို့ မရောက်ဘူး ဘာဖြစ်လို့ ဘာကြောင့်လဲသူများကိုပျော်အောင်ကျွန်တော်တို့လုပ်လို့ ဟုတ်တယ် လူတစ်ယောက်ကတမနစ်ရည်တရက်အသက်ရှည်တယ်ဘယ်တော့မှငရဲပြေမရောက်ငရဲပြေရောက်မှာဘာလို့လဲသိလား ဘာသူရောက်မှာ ဖယားကိုးစုကတ်တဲ့လူတွေငရဲပြေရောက် ဟာသူကကောင်းမှုကုသလို့ ဖယားကိုးစုကတ်တဲ့လူတွေငရဲပြေရောက် ဘာဖြစ်လို့ မင်းစဉ်းစားကြည့်လေရွတ်ထဲကကြည့်ပါလား ဟမ် ဒက္ခိဏသာခေဒက္ခိဏဖယားလေးကဒီမှာနေ